ဒီမျိုးသမီးကသူမမျက်နှာပေါ်ကမွေးရပါအမှတ်ကိုခွဲစိတ်ဖယ်ရှားခြင်းုံတက်ပါပဲခွဲစိတ်ဖို့အတွက်သူမကခွဲစိတ်ကတင်ပေါ်မှာအစင်သင့်လဲနေပါတယ်ဒါပေမဲ့ plastic surgery ဆရာဝန်ကတော့ထူးဆန်းတဲ့အပြုံးတစ်ခုကိုပြုံးနေခဲ့ပါတယ်ဆေးရှိန်ကြောင့်မိန်းကလေးဟာတဖြည်းဖြည်းနဲ့အိပ်ပျော်သွားပါတယ်အိမ်မက်ထဲမှာတော့သူမမှာချမ်းသာတဲ့ချစ်သူကောင်လေးတစ်ယောက်ရှိနေပြီးမျက်နှာပေါ်ကအမှတ်ကလည်းပျောက်နေခဲ့ပါတယ်ကောင်လေးကသူမအတွက်ခန္ဓာကြီးကျယ်တဲ့မင်္ဂလာပွဲတစ်ခုကိုစီစဉ်ပေးထားပါတယ်ခမ်းမရှိမှာတော့တင်းအုပ်ဆရာကသူမကိုကြိုဆိုဖို့ရက်နေပါတယ်ဒါပေမဲ့သူမအနားကိုရောက်သွားတဲ့အချိန်မှာတော့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်လာပါတော့တယ်ခွဲစိတ်သားကိုကင်ထားတဲ့ဆရာဝန်ကသူမကိုထူးဆန်းစွာပြုံးပြနေခဲ့တာပါမင်္ဂလေးလည်းလမ်းနိုးလာပြီးသူမရဲ့ကတင်ပေးမှာချစ်သူကောင်လေးနဲ့တူနာပြုတ်မလေးကိုတွေ့လိုက်ရပါတယ်ခွဲစိတ်မှုပြီးသွားပြီဆိုတာကိုသူမသိလိုက်ရပါတယ်တူနာပြုတ်ကသူမရဲ့အခြေအနေကိုစစ်ဆေးပြီးစကားသိမပြောဖို့မဟုတ်ရင်ဒဏ်ရာကွဲပြီးပိုးဝင်သွားနိုင်တယ်လို့သတိပေးပါတယ်ဒါကြောင့်သူမကမျက်လုံးနဲ့ပဲအချက်ပြနိုင်ပါတော့တယ်ချစ်သူကောင်လေးကသူမကိုနှစ်သိမ့်ပေးပြီးတက်တာလာရင်မင်္ဂလာပွဲကျင်းပမယ်လို့ပြောပါတယ်အရာအလုံးကိုလည်းသူမသဘောကျတဲ့အတိုင်းစီစဉ်ပေးမယ်ပေါ့မင်္ဂလေးလည်းအယံဝမ်းသာသွားပြီးကောင်လေးနဲ့စကားပြောရင်းတဖြည်းဖြည်းအိပ်ပျော်သွားပြန်ပါတယ်နောက်တစ်ချိန်ပြန်လို့လာတဲ့အခါသူမရဲ့အဖေစီကိုဖုန်းခေါ်ကြည့်ပေမဲ့ဘာတော့ပြန်မှုမှမရခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲဒီဆေးရုံကြီးကတခုခုမှယွင်းနေတယ်လို့သူမရုတ်တရက်ခံစားလိုက်ရပါတယ်သူမကဆေးပိုက်ကိုဆွဲဖြုတ်ပြီးအခန်းထဲကနေထွက်လာခဲ့ပါတယ်စင်ကြံလန်းမှာတော့တူနာပြူတွေကအလုရှုံနေကြပါတယ်သူမကစင်ကြံလန်းတစ်လျှောက်လျှောက်လာပြီးဆေးရုံဂိတ်ပေါက်စီကိုဦးတည်သွားပါတယ်ရုတ်တရက်ပစ္စည်းတူလောင်ခန်းထဲကနေထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်တကားကိုတွန်းဖွင့်လိုက်တဲ့အခါပတင်ပေါ်မှာအထုပ်ကြီးတစ်ထုပ်ကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သွားစစ်ဆေးကြည့်ဖို့အနားကိုကတ်သွားတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်